မင်္ဂလာပါရှင်ဒီနေ့မှာတော့နေ့စဉ်သုံးစကားတွေတဲက TV ကြည့်ရဆိုတဲ့ဝါကျကိုထိုင်းလို့ဘယ်လိုပြောရလဲဆိုတာကြည့်ကြရအောင် TV ကြည့်နေတယ်အရင်ဦးဆုံးကြည့်သည်ဆိုတဲ့ကရိယာကိုအရင်ပြောကြည့်မယ်ကြည့်သည်ကိုထိုင်းလို့ဒူကြည့်သည်ကြည့်နေတယ်ဆိုတော့ကြည့်နေတယ်ဆိုတာကိုထိုင်းလို့กำลังดูเนาะกำลังဆိုတဲ့စကားလုံးကအကူကရိယာဖြစ်တယ်အကူကရိယာကကရိယာရဲ့အရှိမများသောအဖြစ်ရှိတယ်အနောက်မှာရှိတဲ့အကူကရိယာလည်းရှိတယ်ဒါပေမဲ့နည်းတယ်เนาะအဲ့ဒီတော့အကူကရိယာပြီးရင်ကရိယာလာမယ်กำลังดูကြည့်နေတယ်ဘာကိုကြည့်တာလဲ TV ကိုကြည့်တယ်เนาะ TV ကအကြည့်ခံရတယ်ဆိုတော့ကံပုတ်ကကရိယာရဲ့နောက်မှာရှိတယ်เนาะအဲ့ဒီတော့กำลังดูทีวีกำลังดูทีวีตัวมโหกำลังดูทีวีอยู่นะอยู่ဆိုတဲ့စကားလုံးကိုထည့်ပေါက်လို့ရပါတယ်ရှင့်เนาะဒီอยู่ဆိုတဲ့စကားလုံးကကံပုတ်မပါလို့ရှိရင်กำลังดูอยู่กำลังดูอยู่ကြည့်နေတယ်นะကံပုတ်ပါတဲ့ဝါကျဆိုရင်ဒီอยู่ဆိုတဲ့ဟာကံပုတ်ရဲ့အနောက်မှာရှိတယ်กำลังดูทีวีอยู่กำลังดูทีวีอยู่เนาะဘသူကကြည့်နေတာလဲကျမကကြည့်တယ်ကျမကကြည့်တယ်ဆိုတော့ကျမကဘယ်မှာရှိမလဲ subject နေရာမှာရှိမယ်ကတ္တာပုံနေရာမှာရှိမယ်အဲ့ဒီတော့ကျမဆိုတဲ့စကားလုံးကိုထိုင်းလို့ดิฉันနားနဲ့ပြမယ်နော်ดิฉันโอเคပြောကြည့်မယ်ကျမ TV ကြည့်နေတယ်ဆိုတော့ดิฉันกำลังดูทีวีรู้มั้ยဟုတ်ดิฉันกำลังดูทีวีอยู่เนาะအဲ့ဒီတော့ဆရာမတို့ကဝါကျတစ်ကြောင်ဖွဲ့မယ်ဆိုရင်ဝါကျရဲ့ဖွဲ့စည်းပုံကိုအရင်သိရမယ်เนาะဆရာမတို့မှာဆိုရင်ကတ်တာပြီးရင်ပါလာတယ်ကံပုတ်လာတယ်ပြီးရင်ကရိယာနောက်ဆုံးမှာသူတို့ထိုင်းမှာကြတော့ကတ်တာရင်လာတယ်ပြီးရင်ကရိယာလာတယ်ပြီးရင်အနောက်ကနေကံပုတ်လိုက်တယ်အင်္ဂလိပ်ဝါကျလို့ပေါ့နော် subject verb object ဆရာမတို့နဲ့ကြတော့ကွဲတယ်เนาะအဲ့ဒီတော့ကိုတိထားရမှာကဝါကျတစ်ကြောင်မှာအရေးကြီးဆုံးကကတ်တာကရိယာကံအဲ့ဒီရဲ့ကတ်တာကနေရာဘယ်နေရာမှာရှိရမလဲကံကဘယ်နေရာမှာထားရမလဲကရိယာဘယ်နေရာမှာနေလဲဆိုတာကိုကအရင်ဆုံးသိရမယ်သိလို့ရှိရင်ဝါကျလေးတွေကိုကဖွဲ့နိုင်မှာဖြစ်ပါတယ်เนาะအဲ့ဒီတော့အရင်ဦးဆုံးဖွဲ့စည်းပုံเนาะဝါကျရဲ့ဖွဲ့စည်းပုံတွေကိုကအရင်လိုက်ပြီးတော့လေ့လာရပါမယ်ရှင့်เนาะโอเคပါဒီနေ့တော့ဒီလောက်ပါပဲရှင်အားလုံးပဲတတာ